ခိုင်ပြည်ဘူးတိတော်မြို့နယ်ထန်းချောက်ခင်ရွာကရွာသားတွေကိုအာရခတက်တော်အေကအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တယ်ဆိုပြီးနိုင်ငံတကာလူခွင့်ရေးဆောင်ကြည့်ပွဲ HRW ကဒီကနေ့မှာအစီရင်ခံစာထုတ်ပြန်လာပါတယ်ဒီသူတို့ထုတ်တဲ့အစီရင်ခံစာဟာဒီမြေပြင်အခြေအနေနဲ့တော်တော်လေးကိုကွာခြားနေတာတွေ့ရပါတယ်ဘာလို့လဲဆိုတော့ဒီထန်းချောက်ခင်ရွာကိုကျွန်တော်ကိုယ်တိုင်သွားပြီးတော့ကွင်းစင်ပြီးတော့တည်င်းတွားယူခဲ့တယ်ပြီးတော့မှရွာသားတွေနဲ့လည်းတွေ့ဆုံခဲ့တယ်ပြီးတော့အခင်းဖြစ်ပါတယ်ဆိုတဲ့နေရာကိုလည်းကျွန်တော်ကရောက်ခဲ့တယ်ပေါ့လေဆိုတော့ဒီအစီရင်ခံစာနဲ့မြေပြင်ရဲ့အခြေအနေဟာဘယ်လောက်ထိကွာခြားနေလဲဆိုတာကိုဒီကနေ့မှာတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးလွေးမနေတာတကူကဒီ HRW ကထုတ်ထားတဲ့ဒီအစီရင်ခံစာမှာသုံးထားတဲ့ graphic ဓာတ်ပုံပေါ့လေဒီဓာတ်ပုံမှာကြတော့ဒီထန်းချောက်ခင်ရွာကထွက်ပြေးလာတဲ့ရွာသားတွေကိုအာရခတက်တော် A ရဲ့တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှတားပြီးတော့ပြစ်ခတ်တယ်ဆိုတဲ့ပုံစံမျိုးဒီ graphic ပုံစံမျိုးပြထားတာတွေ့ရပါတယ်တကယ်တော့ဒီတိုက်ပွဲမဖြစ်ခင်2ရက်လို့ဒီ2024ခုနှစ်မေလ2ရက်နေ့မှာပေါ့လေဒီစစ်ကောင်စီတပ်ကရွာတွေကိုဝင်လာတယ်ရွာတွေကိုဝင်လာတဲ့အချိန်မှာရွာသားတွေကကြောက်လန့်ပြီးတော့မှဒီပြောမယ်ဆိုရင်ဒီရွာရဲ့အနောက်ဖက်ဒီတောင်တန်းပေါ့လေအဲ့ကွင်းပြင်တစ်ခုဖြတ်ပြီးတော့တောင်တန်းရောက်တယ်အဲ့ကွင်းပြင်ကိုနေပြီးတော့ထွက်ပြေးလာတယ်ထွက်ပြေးလာတဲ့အကြောင်းရင်းကလည်းအာရခတက်တော် A ကနေပြီးတော့ဒီ lost speaker နဲ့လှမ်းခေါ်တာပေါ့လေညီတို့ဒီဖက်မှာလုံခြုံတယ်ဒီဖက်လာခဲ့ဆိုတဲ့ပုံစံမျိုးခေါ်တာပေါ့ဆိုတော့အာရခတက်တော် A မှာလည်းဒီမွတ်စလင်တပ်ဖွဲ့ဝင်တွေရှိတယ်ပေါ့လေသူတို့ကဒီသူတို့ရဲ့ဘာသာစကားနဲ့နေပြီးတော့မှတောင်ပေါ်တွေလှမ်းပြီးတော့ခေါ်တာဆိုတော့အဲ့ဒီကနေတဆင်းဒီလုံခြုံတဲ့နေရာတွေကိုဒီအာရခတက်တော် A ကနေပြီးတော့မှပို့ပေးတာပေါ့လေဆိုတော့ဒီသူတို့ဒီ HRW မှာပြထားတဲ့ဓာတ်ပုံကကြတော့ဒီထွက်ပြေးလာတဲ့သူတွေကိုနေပြီးတော့မှအာရခတက်တော် A ကဝိုင်းပြီးတော့ပြစ်ခတ်တယ်ဆိုတဲ့ graphic ပုံပြထားတယ်တကယ်တော့မြေပြင်ခြေတွေမှာကြတော့အဲ့ရွာသားတွေကိုအာရခတက်တော် A ကဒီလုံခြုံတဲ့နေရာကိုပို့ပေးခဲ့တာပေါ့လေဆိုတော့အခုမြင်ရတဲ့ဗီဒီယိုဟာဆိုရင်အဲ့ဒီ2024မေလ2ရက်နေ့ကဒီထန်းချောက်ခင်ရွာသားတွေကိုပေါ့လေအာရခတက်တော် A ကလုံခြုံတဲ့နေရာကိုပို့ပေးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီထန်းချောက်ခင်ရွာသားတွေကဒီရွာကထွက်ပြေးလာတာကိုဒီအာရခတက်တော် A ကနေပြီးတော့မှဝိုင်းပြီးတော့ပြစ်ခတ်တယ်ဆိုပြီးဒီ HRW ရဲ့ဒီထုတ်ပြန်ချက်ဟာဒီမြေပြင်နဲ့ဘယ်လောက်ထိကွာခြားနေလဲဆိုတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ပြီးတော့မှဒီ HRW ရဲ့ဒီထုတ်ပြန်ချက်မှာဒီဖြစ်စဉ်အတွင်းမှာတည်ဆုံးတဲ့ဒီထန်းချောက်ခင်ရွာသားဒီ600လောက်ရှိတယ်ဆိုပြီးတော့မှသူတို့ပြောဆိုထားတာရှိတယ်အဲ့ဒီထဲမှာဆိုရင်အတည်ပြုနိုင်တဲ့သူကဒီကလေး90အပါဝင်ပေါ့လေလူ180လောက်ကိုအတည်ပြုနိုင်တယ်ဆိုပြီးတော့မှဒီသူတို့ဒီပြောဆိုထားတာရှိတယ်ပေါ့ဆိုတော့ဒါကလေဒီမြေပြင်ခြေနဲ့တော်တော်လေးကိုဒီကွာခြားနေတာတွေ့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ထန်းချောက်ခင်ရွာကိုရောက်တဲ့အချိန်မှာအဲ့ရွာသားတွေနဲ့ကျွန်တော်ကိုယ်တိုင်တွေ့ဆုံခဲ့ရခဲ့တယ်ဆိုတော့အခုလက်ရှိဒီထန်းချောက်ခင်ရွာသားတွေကိုဒီအာရခတက်တော် A ကနေပြီးတော့မှရွာသေးချပေးထားတာရှိတယ်ပြီးရင်ကင်းတောင်တို့ဦးလှဖေတို့နဲ့ဒီတခြားနှိစက်ရွာတွေမှာလည်းဒီသူတို့ခိုလုံနေကြတာရှိတယ်ဆိုတော့အခုလက်ရှိဒီအရင်တော့ဆိုရင်ဒီထန်းချောက်ခင်ရွာမှာဒီရွာသားတွေရဲ့စည်ရင်းရပေါ့လေဒီရွာလူကြီးတွေရဲ့စည်ရင်းရဒီသူတို့ကဒီရွာသား900လောက်ရှိတယ်လို့ပြောပါတယ်အဲ့ထန်းချောက်ခင်ရွာမှာဆိုတော့အခုလက်ရှိကတော့ဒီနေရာတိချပေးထားတဲ့ရွာနဲ့ကင်းတော်ဦးလှဖေပြီးတော့မှဒီအဲ့နားမှာရှိတဲ့ရွာတွေမှာခိုလုံနေတဲ့သူအကုန်လုံးပေါ့လေဒီစုစုပေါင်းဒီ600လောက်ရှိတယ်လို့ပြောပါတယ်ဆိုတော့နောက်100လောက်ကဘယ်လိုရောက်သွားလဲဘေးရောက်သွားလဲဆိုရင်ဒီဘင်္ဂလားဒီတိုက်ပွဲကာလအတွင်းမှာဒီဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားတဲ့သူရှိတယ်ပြီးတော့မှဒီရန်ကုန်တို့မန်းလေးတို့လည်းဒီထွက်ပြေးသွားတဲ့သူတွေရှိတယ်လို့ပြောပါတယ်ဆိုတော့ဒါကတော့ရွာသားတွေရဲ့ပြောစကားပေါ့လေရွာသားတွေကနေပြီးတော့မှဒါအတည်ပြုနိုင်တာဆိုတော့ထန်းချောက်ခင်ရွာသားတွေကလည်းအဲ့ဒီမှာရှိနေပါတယ်ဆိုတော့ဒီ HRW ရဲ့ဒီအစီရင်ခံစာဟာဘယ်လောက်ထိဒီလွေးမနေလဲဆိုတာကိုဒီရွာသားတွေကနေပြီးတော့မှဒီတက်သေးပြနေတာပေါ့လေနောက်တစ်ခုကတော့ဒီပြေပသတင်းဌာနတွေနဲ့ဒီ UN အပါဝင်ဒီနိုင်ငံတကာဒီလူခွင့်ရေးအဖွဲ့အစည်းတွေအနေနဲ့ပေါ့လေအခုလိုမျိုးဒီသတင်းတွေဖော်ပြတဲ့အခါဒီအစီရင်ခံစာတွေရေးတဲ့အခါမှာဒီမြေပြင်မှာရှိတဲ့လူတွေထက်နေပြီးတော့မှဒီဘင်္ဂလားဒေ့ရှ်တို့လိုပြီးတခြားနိုင်ငံတွေကိုရောက်နေတဲ့သူတို့လိုသူတို့ကိုမေးပြီးတော့မှဒီသတင်းရေးသားတာတွေပြီးအစီရင်ခံရေးသားတာတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီမြေပြင်ကိုကွင်းစင်းတာလည်းမရှိဘူးပြီးရင်ဒီမြေပြင်ကလူတွေရဲ့ဒီပြောဆိုမှုတွေလည်းမပါဘဲနဲ့နေပြီးတော့မှအခုလိုမျိုးသတင်းဖော်ပြတာတွေအစီရင်ခံစာရေးတာတွေကဒီလက်ရှိဒီမြေပြင်ခြေနဲ့တော်တော်လေးကိုကြွားကြားနိုင်နေပေါ့ဥပမာတစ်ခုပြောရရင်ဒီပြီးခဲ့တဲ့နှစ်ကပေါ့လေဒီအေဂျာဇီယာသတင်းဌာနကနေပြီးတော့မှဒီထန်းချောက်ခင်ရွာအကြောင်းကိုသတင်းတစ်ခုဖော်ပြခဲ့တာရှိပါတယ်သူတို့ကတော့ဒီဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာရှိနေတဲ့ဒီအန်နဝါဆိုတဲ့သူကိုဒီထန်းချောက်ခင်ရွာသားပြီးရင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဆိုပြီးတော့မှဒီသူ့အင်တာဗျူးမေးပြီးတော့မှသတင်းလုပ်တာပေါ့လေတကယ်တော့ဒီအန်နဝါဆိုတဲ့သူကဒီထန်းချောက်ခင်ရွာသားမဟုတ်ဘူးသူကဒီဘူးတိတော်မြို့နယ်နန်းရကုန်းရွာသားဖြစ်တယ်ပေါ့လေဆိုတော့ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖို့နေနေတာသူကဒီ2010ခုနှစ်ကဒီနေမြေချင်းလေးလုပ်တဲ့အချိန်မှာသူက2010ခုနှစ်ကလေးကဒီဘင်္ဂလားဒေ့ရှ်ဘက်မှာနေပြီးတော့မှသူကအဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးနေတဲ့သူပေါ့လေဆိုတော့ဒီသူ့ရဲ့ပြောဆိုမှုကိုသတင်းရေးသားဖော်ပြတာကဘယ်လိုလုပ်ပြီးမှန်ကန်နိုင်မှာလဲပေါ့လေ
ပြီးတော့မှဒီထန်း6ခင်ရောကကြတော့အဲ့ဒီတိုင်းပဲဟိုရှိသေးတယ်ပေါ့လေဘာမှဒီချင်းလင်းရေးတွေလည်းမလုပ်သေးဘူးပြီးအဲ့ဒီမှာနေအိမ်တွေလည်းမဆောက်သေးဘူးပေါ့လေပြီးတော့ဒီတိုက်ပွဲကာလအတွင်းကကြံခဲ့တဲ့ဒီအယိုးစုတွေဟိုပြီးရင်ဒီအများကြီးပေါ့လေအဲ့ဒီတိုင်းပုံစံအဲ့ဒီတိုင်းပဲဟိုရှိနေသေးတယ်ပေါ့ဆိုတော့ပြီးရင်အဲ့ဒီနားမှာလည်းဒီရော်သားတွေကရှိသေးတယ်ပေါ့လေဆိုတော့မြင့်မြင့်ကိုယ်တိုင်လာပြီးတော့မှကြည့်နိုင်တယ်ပေါ့ပြီးတော့မှဒီကုလသမဂ္ဂအပါဝင်ပေါ့လေဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုဒီလိုဆက်ဆွေးချက်တွေအတွက်နေပြီးတော့မှကိုယ်တိုင်လာရောက်ကွင်းဆင်းပြီးတော့မှကြည့်ရှုဖို့စစ်ဆေးဖို့ဆိုပြီးတော့မှဒီအာရခတက်တော်အေစီစီရှုံဘိုချုပ်ထွန်းမြင့်နိုင်ကိုယ်တိုင်လည်းဒီဖိတ်ခေါ်ထားတာတွေ့ပါတယ်ဒါကတော့ဒီကုလသမဂ္ဂလူခွင့်ရေးကိုယ်စားလှယ်တွန်ဒရူးကိုယ်တိုင်ဒီပြောဆိုထားတာပေါ့လေအဲ့လိုပေါ့လေဒီကုလသမဂ္ဂအပါဝင်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေရောဒီကျွမ်းကျင်တဲ့ပညာရှင်တွေရောဒီမြေပြင်ကိုကွင်းဆင်းပြီးတော့မှတေချာစစ်ဆေးပြီးတော့ပေါ့လေအဲ့လိုလုပ်ပြီးမှပဲဒီအခုလိုမျိုးဒီအစီရင်ခံစာထုတ်ပြန်သင့်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့ရခိုင်ပြည်တွင်းကဒီမွတ်စလင်တွေအကြောင်းဒီအစီရင်ခံစာထွက်လာတာပဲဖြစ်ဖြစ်ပြီးရင်ဒီသတင်းဖော်ပြတာပဲဖြစ်ဖြစ်ဒီမြေပြင်အခြေနဲ့တော်တော်လေးကိုဒီကွာခြားနေတာတွေ့ရတယ်ဟိုဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီခိုင်မှာရှိနေတဲ့ခါကျတော့လက်ရှိမြေပြင်ရဲ့အခြေအနေကိုပို့ပြီးတော့မြင်ရတယ်ပေါ့လေအခုလက်ရှိဒီမြေပြင်အခြေအနေမှာဘယ်လိုမြင်ရလဲဆိုရင်ဒီအာရခတက်တော်အေလက်ထက်မှာဒီမွတ်စလင်တွေကနေပြီးတော့မှပို့ပြီးတော့ဒီအခွင့်အလမ်းတွေပို့ပြီးတော့ရလာတာမြင်ရတယ်ပြီးတော့မှဒီအုပ်ချုပ်ရေးတို့တရားစီရင်ရေးတို့မှာလည်းဝင်ပြီးတော့ဒီတာဝန်ထမ်းဆောင်နေတာရှိတယ်လုံခြုံရေးပိုင်းတွေမှာလည်းတာဝန်ထမ်းဆောင်နေတာရှိတယ်ပေါ့လေပြီးတော့မှဒီအရင်ကမရခဲ့တဲ့ဒီပညာသင်ကြားခွင့်တွေဘာသာရေးလွတ်လပ်ခွင့်တွေစီးပွားရေးလုပ်ကိုင်ခွင့်တွေပြီးသွားလာခွင့်တွေအများကြီးဟိုရနေတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒီရခိုင်နဲ့မွတ်စလင်တွေကြားမှာနေပြီးတော့မှပို့ပြီးတော့အရင်ကထက်ပို့ပြီးတော့တည်တည်မြဲမြဲဖြစ်လာတယ်ပို့ပြီးတော့သဟဇာတကျလာတယ်လို့ဟိုကျွန်တော်ကတော့နေပြင်မှာမြင်မိပါတယ်ခင်ဗျ